မင်္ဂလာပါနော်ဒီနေ့တော့စာချုပ်အိမ်တော်ရေးကနေအချစ်စစ်ပေါက်ဖွာလာတဲ့ဇလန်တစ်ပုဒ်ကိုရိခတ်ပြောပြပေးသွားမှာပါဂျဲမီသားစုဟာအကျွေးတွေနဲ့ရုန်းကန်နေရပြီးကုမ္ပဏီလည်းပြိုလဲတော့မဲ့အခြေအနေကိုရောက်နေပါတယ်သူတို့ကိုကယ်တင်နိုင်မဲ့တစ်ခုတည်းသောနီလန်ကတော့အင်အားကြီးလူကော်ပိုရေးရှင်းရဲ့စီကေဘင်နဲ့တမီဖြစ်သူအန်နာကိုလက်ထပ်ပေးဖို့ပါပဲဒါပေမဲ့အန်နာကလက်မထက်ချင်သေးပဲလွတ်လပ်စွာနေချင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာမိသားစုကနှစ်ပေါင်းများစွာဆွန့်ပစ်ထားခဲ့တဲ့အမွှာညီမအေမီကိုပြန်ခေါ်လာပြီးအန်နာရဲ့နေရာမှာ3နှစ်ကြာအစားထိုးလက်ထပ်ပေးဖို့ဒေါ်လာတန်30နဲ့ကန့်လန့်ခဲ့ပါတယ်။အေမီကသဘောတူခဲ့ပေမဲ့သူမအတွက်အဲ့ဒီငွေဟာလွတ်လပ်ခွင့်ကိုဝယ်ယူဖို့အခွင့်အရေးတစ်ခုဖြစ်နေခဲ့ပါတယ်။လက်ထပ်ပြီးနောက်အေမီကသူမရဲ့အနေအထားကိုသိလိုက်ရပါတယ်။သူမဟာဇနီးတစ်ယောက်ထက်စာချုပ်တစ်ခုလိုပဲဆက်ဆံခံနေရတာပါ။ကေဗင်ကလည်းအပတ်တိုင်းပါရီကိုသူ့ချစ်သူစီတွားလဲလေးရှိပြီးသူ့စာပွဲပေါ်မှာလည်းချစ်သူရဲ့တပ်ပုံပဲရှိနေခဲ့ပါတယ်။ဒါပေမဲ့အေမီကတော့ဘာမှမငြင်းညူပဲသူမရဲ့တာဝန်တွေကိုအကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။ညစာတူစားဖို့စောင့်ပေးတယ်မနက်စောစောထပြီးနနက်စာချက်ပေးတယ်အိမ်ကိုနှွေးထွေးအောင်ထိမ့်သိမ့်ပေးခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှကေဗင်လည်းပြောင်းလဲလာခဲ့ပါတယ်။ပါရီခီးတွေရက်သွားတယ်ချစ်သူရဲ့တပ်ပုံပြောက်သွားတယ်အေမီရဲ့မွေးနေ့ကိုတော့မှတ်မိလာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်ကြားမှာစာချုပ်ထပ်ပိုးတဲ့ခံစားချက်တွေပေါ်ပေါက်လာခဲ့ပြီးအေမီကလည်းဒါဟာစာချုပ်အိမ်အောင်ရေးဆိုတာကိုမေ့သွားလို့နေပါဖြစ်လာခဲ့ပါတယ်။ဆက်လက်ပြီးဘာတွေဖြစ်လာမလဲဆိုတာသိချင်ရင်တော့ Daily Choice Recap Box Channel ကို follow လုပ်ထားဖို့